သာသနာတော်ကြီးဟာဦးဇင်းတို့သူတော်ကောင်းတို့အတွက်ကျေးဇူးရှိမရှိတန်ဖိုးရှိမရှိသာသနာတော်ဒီဦးဇင်းတို့အတွက်ဘယ်လိုကျေးဇူးရှိလဲစိတ်မချတာအဲ့ဒါနော်ဒီနေ့ပြီးရင်တော့ပြန်မအောင်မယ်ပြန်အောင်မယ်ပေါ့နော်အဲ့တော့ပြန်လာတော့မဟုတ်ဘူးကလောသွားကလော9ညပြီးရင်အေးသာယာမှာ10ညဟောပါမယ်ဒါပြီးရင်တော့ကြံကြိုเจ้าပြန်ရမယ်ပြီးရင်ပင်တရရက်ဆောက်ပေါ့အဲ့တော့စိတ်မချဘူးပြောတာကသာသနာတော်တန်ဖိုးရှိသလားလို့မေးရင်လူတိုင်းပဲခပ်ပေါ်ပေါ်ဖြေတယ်တန်ဖိုးရှိပါတယ်ဗျာကျေးဇူးရှိသလားရှိပါတယ်ဗျာဘာတွေကျေးဇူးရှိသလဲမေးရင်အကုန်နှုတ်ကဆွန့်သွားအဲ့တော့ဆွန့်သွားပြီဆိုကြတဲ့ဘာကျေးဇူးရှိမှမသိပဲနဲ့ကျေးဇူးရှိတယ်ပြောလို့မရဘယ်လိုတန်ဖိုးရှိမှမသိပဲနဲ့တန်ဖိုးရှိတယ်ပြောလို့မရဒါမို့ဗုဒ္ဓဘာသာအမိခံထားတဲ့မိစ္ဆာဒိဋ္ဌိတွေအများကြီးရှင်းလားမိစ္ဆာဒိဋ္ဌိလို့ဘာလို့ပြောသလဲဆိုတော့တမာဒိဋ္ဌိလမ်းကြောင်းကကံရဲ့အကျိုးဒီလိုမှမဟုတ်ဘဲနဲ့တပါးသောတကိုးရှင်ဖန်ဆင်းရှင်အသီးသီးကိုအာကုန်မိပြီဆိုတာနဲ့ဘာဖြစ်သွားလဲမိစ္ဆာဒိဋ္ဌိအမိခံထားတာဗုဒ္ဓဘာသာဒါပေမဲ့ဘုရားရှင်တဲ့ဘေးကနတ်ဆင်ကကြီးကျယ်နေဘုရားပန်းသာအညိုးခံတယ်အုံးသီးအညိုးမခံရှင်းလားအဲ့ဒါမှလဲဆိုတော့သမာဓိဋ္ဌိလားမိစ္ဆာဒိဋ္ဌိလားရှင်းပြောတယ်မောဂဝိပဿနာလာရင်သူတို့ဒါတွေလျှောက်ပြောတော့ပါပြောတာမဟုတ်သာသနာနဲ့မတွေ့မထိပဲနဲ့သာသနာရှိပါရဲ့နဲ့သာသနာကိုမသိပဲနဲ့သိသွားရင်လူကြီးရှုံးတာမန်ကိစ္စမဟုတ်တရဏဂုံ3ပါးရဲ့ဟိုဘက်တစ်ခုခုကိုယုံကြည်မိပြီဆိုတာနဲ့မိစ္ဆာဒိဋ္ဌိဖြစ်သွားတာဘာဖြစ်သွားလဲတရဏဂုံပြတ်သွားဘာဖြစ်သွားလဲအေးအဲ့တော့ဦးဇင်းကအချိန်နည်းနေလို့တော်တော်ပဲချုံပြောမယ်ဘုရားတရားတန်ခါရဲ့ကျေးဇူးသာသနာတော်ကြီးကျေးဇူးသည်ငါတို့ပေါ်မှာဘာတွေရှိသလဲမေးရင်ဘုရားတရားသံဃာနဲ့သာသနာရှိတဲ့အတွက်ငါတို့သည်အကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်ကိုပိုင်းခြားသိခွင့်ရတယ်သာသနာတော်သာမရှိအဲ့တော့ဒီဉာဏ်ဆိုတဲ့စကားလုံးလေးကိုဦးဇင်း definition ပေါ့လေအဓိပ္ပာယ်ဖွင့်ခဲ့တာအလကားမဟုတ်ဉာဏ်ဆိုတာဘာခေါ်လဲအကောင်းအဆိုးပိုင်းခြားသိတာဉာဏ်အဲ့ဒါသာသနာသမိုင်းတစ်လျှောက်လုံးမှာနှစ်ပေါင်း1500ကျော်မြန်မာနိုင်ငံမှာသာသနာတည်နေတဲ့ဒီဉာဏ်ရဲ့ definition ကိုဘယ်သူမှမဖွင့်ခဲ့ဘူးဒါဥဒုမင်္ဂလာဖွင့်တာရှင်းတယ်နော်အဲ့တော့ဒါအမတန်တာဝန်ကြီးတယ်ဒီစကလုံးလေးကိုစဉ်းစားတော့ဦးဇင်းတို့တရားပွဲတွေအကုန်နားပြီးတော့ညီတော်မောင်တရားပွဲတွေအကုန်လွှဲခဲ့တယ်ဘယ်မှာလွတ်กว่าငါအရင်ကြီးတာတခုလုပ်အောင်မယ်တရုတ်ပြည်မှာထိတင်တဲ့3စုတရား3စုထိတင်ပြီးတော့မွေးရမြေဖြစ်တဲ့မိုးကုတ်မြို့ကမထင်ရှားတဲ့ကျောင်းကလေးတစ်ကျောင်းမှာဘယ်သူမှမသိအောင်သွားပြီးတော့ပုံနေပြီးတော့ဒီဉာဏ်အကြောင်းကိုစဉ်းစားနေတာဉာဏ်ကိုက definition ဖွင့်နေတယ်အဓိပ္ပာယ်ဖွင့်နေတယ်အဲ့တော့ရှင်းရှင်းကပုဂ္ဂိုလ်တွေမဖွင့်ခဲ့ဘူးဆိုတာလည်းအမတန်တာဝန်ကြီးလို့ဖြစ်ရမယ်အဲ့တော့ဒါကငါပေါ့ပေါ့လုပ်လို့မရဘူးတမျိုးလေးဖွင့်ကြည့်လိုက်နေရာတိုင်းမှာထည့်သုံးကြည့်လိုက်အမဝင်လိုက်ပြန်ဖြစ်လိုက်ဒါစာမှုချမ်းတွေအများကြီးရှိပါတယ်ရေးထားလိုက်ဘုကုံမြို့မှာဒီဇင်ဘာလကြီးညအေးအေးနဲ့ညကျမှအလုံးလုံးတတ်တာလူကလည်းအတွေးသမားဆိုနေလေဆိုဘာမှမလုပ်တတ်ဘူးအဲ့တော့ညမှာတရားအောင်တယ်ဆေးလေးကလေးတောက်လိုက်ရေလိုချမ်းလေးတောက်လိုက်တကယ်ချင်းကလည်းပံ့ပိုးထားတဲ့စာအုပ်တွေအကုန်ပုံပေးထားတယ်အဲ့ဒါအဖြေရှာတော့ဒီအကောင်းဆုံးအကြောင်းကျိုးအမှန်မှန်နောက်ဆုံးတစ်ခုထည့်ထားတာရှိတယ်ဆင်းရဲချမ်းသာပိုင်းခြားသိတာလို့ဒီလိုထည့်ထားသို့တော့ဆင်းရဲချမ်းသာထည့်လိုက်ရင်နောက်ပိုင်းမှာငင်းပွားစရာတွေဖြစ်လာလိမ့်မယ်ဆိုပြီးတော့အဲ့ဒါလေးကိုနောက်ပိုင်းမှာဖြုတ်ပလိုက်အဲ့တော့အဲ့ဒီအကောင်းဆုံးအကြောင်းကျိုးအမှန်မှန်ကိုပိုင်းခြားသိတာဉာဏ်လို့ခြုံငုံတဲ့အဓိပ္ပာယ်ကိုဖွင့်ပြီးတဲ့အခါနာမရူပပရိစ္ဆေဒဉာဏ်ထဲမှာလည်းဒါထည့်ကြည့်ရတယ်
Yada Buddha Yanamala Teji, the Udiavia Benga, Adinova Nebina, Yandaima, this is only a young with the La Teji. Now the Katana, that sign a case, I Teji later, that ye let don't move. Buddha Jesu, Bayo Shidres, or in a Dawe, a Gauso, a Jaojo, a Mama, Baincha, Tia, Badu Bolalo, Buddha, Paya Bolalo. Shira. Hey, a comb chong in a doma, Kaibi, so the definition of ye, Lugo Lema Chavio, to the let's say Campi. Shira. And now with Dana Jesu, Bashi, the Neso, do win is your job. She know who, Danyan, so that they will point and a Piona. Who Alomea, Jesu, you, Piochizama, Payatea, Tanga, Jesu, Naruma, Shimshi, Baja Shile. Pancha Tigwin Yade Dwe, Jesu Shiva de Paya, Nabu Baduga, made me feel like go down to me and made a feel like. Shino, Eddie Gonzo, Jojo, Mama, Pancha Tigwin, Dopayata, the Namashi. Shina, Tapago, Google Murima. Sure. Chinagala. Eri Adia, Tumiatina, Ginaniamala, go by Dima, Agolo Yamala. Elo Tina, Gonzo, Jojo, Mama, Panchatia, Belolo Malay. Subiano. The Dita, Waria Sai, Pinyaneti, Elagado. Nyamshi Jaudia Sura, the gate of Megan Shipa. Megan Shipa, Taya, Zoya, Pity. Pierre than a Simbia, the Rita Warrior Sai Pinyana, Chilo, Balo, Toto, the Lamb, me and Aro. Jesus, Mogo, Sierra of Yajigo, Puzo, Jello, Jesus, Sachelo, the only don't wait. Shena, the Rita, Warrior Sai, Pinyana, the D Sura, Mamibu. Warrior Sura, Atoga. Atoga, Yoyo Mobu, ye, Atoga. Shena. Waria Sura, Wira Sura, ye, Magamu, ye, Payam, Era Waria. Kamu, ye, low yam, Era Vale, Waria. Shina, Waria, Nelu, Peru, Octajan. Shina, Pada Tadana, Dole, Waria, Ne. Maybe could you see what Dole, Waria, Ne. Lumio, Pada Dole, Oriane. Era could like two round the other. Shena. Korai Lola, Jogo, Atom Mushivan, Dote Jiwa Jensura. Jena. Cheto, Donlonto, Nalonto, Dalonto, Dane Chico. Shena. Dilumioma Moya Moyam, do tea on Toba. Shena. The Bobo Bodla. The Rita, Waria Sai, Yansia Osura, the Dilesiam, Mamima, Kuhota the area, Nabi Mebia Malamata, Amiaria, the D. How we know? As I be alone, Waria, the Rivuria or Chibi, Nagaba Ludile, Dinya Sura, a council, Weban Naimo, a Chao Jogo, Weban Naimo, Sansen Naimo, Pashimaya. Hey, Pinya Shima. Shira, Kutiana Resura, Bala Yuria. Pinya La Yura, Uzanga Pinya, Winga Beda. Todo. Udumingala, Pio Lona Majeda, no? Udumingala, Gomboga, Mujo, Sema Bashi. The Lolo Mobu, the local Bior. Shira, Era the Lona Dindiamala, these are the Josama. Hey, Ella will wear Palilo, Magaralo, Kanganya, you that Pariyati, Tadana. Vale? Oh, Osana, John Dysura, Southern Aji, Pariyati, can't we be Tadana, Punit, Tana? Any Tana, Regadinia, Deala, Hore, so that they are Hore, so that our Balo Leme, Pariyati, Alove, Shinra, going lady go down the lesson, can't think, Bida, Pariyati. Kudile Dagamari Apoma, Tadana Adidi, Chamwe Bedale, Priya Dive Shira Priya Dido Shibi.
ပရိယတ်ပြီးပါလားရပရိပတ်ပရိယတ်ကသိအောင်လုပ်တာသိပြီးရင်ပရိပတ်ကမလို့ကျင့်ရမယ်ဘယ်လိုကျင့်တရားနဲ့လျော်စွာသိတဲ့အတိုင်းကျင့်ဘယ်လိုကျင့်မလဲဒါလေးမှတ်တာစုပေါင်းပြီးကျင့်လဲပရိပတ်တိပဲရှင်းလားကဲအသိနဲ့ကျင့်ဘယ်ဟာအရေးကြီးလဲvery very thank you ပါကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်အသိလည်းအရေးကြီးတယ်အကျင့်လည်းအရေးကြီးသူသားတယ်ငါသားတယ်သူမသားငါအသုဘလုံးမနေကြပါနဲ့နော်ပရိယကပရိသပတ်သမားကိုတိုက်ခိုက်ပရိပတ်သမားကပရိယကိုတိုက်ခိုက်ငကိုကမှအင်အားမရှိတဲ့သာသနာအခုချိနေကြတော့ကြာရင်ဘိုင်းဘိုင်းလဲရုံပဲကြတော့ရှင်းလားဒါဖြင့်ညီညွတ်ကြဖို့မလိုဘူးလားအားလုံးသဘောပေါက်တယ်နော်အဲ့တော့ပရိယတ္တိသာသနာဆိုတာကံပေါင်းကြီးနဲ့တူပါတယ်။ဘာနဲ့တူလဲ။ကံပေါင်းကြီးနဲ့တူတယ်။ပရိပတ်တိဆိုတာကံထဲမှာရေတည်နေတာနဲ့တူတယ်။အဲ့တော့ကံပေါင်းကြီးတော့ခိုင်ခံပါရဲ့။ရေမရှိရင်မသုံးကြမလား။ဒီကံလဲကွဲပြီးတော့ပျက်စီးမှာပဲဆိုတာမသိကြဘူးလား။အဲ့တော့ကံပေါင်းလဲခိုင်ခံအောင်ဆယ်ဖို့မလိုဘူးလား။ရေတော့ရှိပါရဲ့ကံပေါင်းခိုင်ခိုင်ကမရှိရင်လည်းတည်မြဲမှုဆိုတာမရှိဘူးအဲ့တော့ကံပေါင်းလဲခိုင်အောင်ဖို့ရေလဲပြည့်အောင်ဖြစ်ရမယ်ရှင်းသလားကံပေါင်းလဲခိုင်ပြီးရေလဲပြည့်ပြီးဆိုရင်တော့ပရိဝေဒဆိုတဲ့အသီးအပွင့်ကြာဘူးကြာဆွဲကြာပန်းတွေဟာတင်တယ်ပွင့်လန်းလာတော့မယ်ဆိုတာမသိကြဘူးလားအဲ့တော့ကံပေါင်းလဲမဖို့ရေလဲမထည့်ပဲနဲ့ကြာပန်းတွေပွင့်ပါစေရမလားဒါတို့တောင်းတော့တောင်းတတ်ပါလေဘိုးကြီးတွေဘွားကြီးတွေလာလိုက်မလို့နိဗ္ဗာန်မဲ့ဖို့ရက်တူတူနဲ့ပါလေရပါလို့ဤဖရာဒီဘာမှမလုပ်ရမလားရှင်းရောရှင်းရလားအဲ့တော့သာသနာဆိုတာဘာခေါ်လဲသာသနာရဲ့အသိအပွင့်အရင်းမြစ်ကဘာလဲသိအောင်လုပ်ပါအဲ့ဒါလို့သိအောင်မလုပ်ခဲ့ကြတဲ့အတွက်အခုသူတော်ကောင်းတို့မှာကိုးကွယ်စရာတွေပြားပြီးတော့ကိုမျိုးရှင်လည်းလက်မလွတ်နိုင်ဘူးဒါကိုမျိုးရှင်နေမို့လို့ကိုမျိုးရှင်ပြောတာငါတို့ကိုမျိုးရှင်ကိုစော်ကားတယ်လို့တော့မထင်ပါနဲ့38မိနစ်တောင်ပြုံးရောက်လဲဒီတိုင်းဟောတာပါပဲရှင်းနော်အဲ့တော့ဘာသာရေးလူမျိုးရေးလေးကွဲပြီးတော့အမြင်မမြင်မိကြပါစေနဲ့ဆိုတာလည်းဥစဉ်မေတ္တာရက်ခံပါတယ်သဘောပါသလားဦးဇင်းတို့ပြောတယ်ဆိုတာကအောင်ပန်းရောက်ရင်အောင်ပန်းသားတယောက်လိုခံယူပြီးတော့ရှမ်းလူမျိုးတွေရောက်ရင်ရှမ်းပအိုးလူမျိုးတွေရောက်ရင်ပအိုးလို့ကိုခံယူပြီးတော့သာသနာလုပ်ငန်းကိုလုပ်ပါတယ်ခွဲခြားတဲ့စိတ်မရှိပါလူကိုလူလိုပဲမြင်ပါတယ်ရှင်းလားသဘောပေါက်သလားအဲ့တော့အလုံးဦးဇင်းပြောချင်တာကပရိယတ္တိကံပေါင်းကိုလည်းဆယ်ဖို့ကြပါပရိပတ်တိရေကိုလည်းမခမ်းပါစေနဲ့ဟုတ်ပြီလားဒီနှစ်ခုစောင့်ရှောက်နေရင်ကြာဘူးကြာစေကြာပန်းနေပွင့်ပါစေလို့ဆုတောင်းနေစရာအကြောင်းမရှိတော့ဘူးတဲ့ကံပေါင်းလဲခိုင်ခန့်ရေလဲရှိမယ်ဆိုရင်ကြာတက်မှာတော့ရှင်းလိုက်အဲ့တော့ဆုတောင်းနေရမှာလားလှုပ်ယူရမှာအလုံးသဘောပေါက်ပါတယ်နော်အဲ့တော့အခုသာသနာတော်ကြီးဟာတဖြည်းဖြည်းဆုပ်ယုပ်လို့နေပါပြီဟုတ်လားရှေးက38မင်းတို့ရဲ့လွှမ်းမိုးခြင်းနဲ့အတူဘိုးဘိုးအောင်ဘုံမင်းကောင်ဆိုတဲ့ဦးကြောင်ကြားကောင်တွေကပါသေးတယ်သဘောပါသလားအဲ့ဒါဘိုးတော်ဦးဝိုင်းခေတ်မှာသမိုင်းနဲ့ပြန်ကြည့်လိုက်ရင်ဘိုးတော်ဦးဝိုင်းခေတ်မှာဒီသာသနာပြစ်ခဲ့တာပဲအဲ့ဒါအစ္ဆကောဏလို့ရကန်းစင်တော်လို့ဘာညာကွိတ်ကွက်နဲ့တချို့ကလာမေးတယ်အရှင်မြတ်အဲ့ထွဲရပေါက်ကျင်းနေတဲ့ဘုန်းကြီးတွေကအဲ့ဒါဘယ်လိုလုပ်ဆိုအဲ့ဘုန်းကြီးထဲမှာမပါဘူးကွာတန်ဃာထဲမှာမပါဘူးဖရာရဲ့အဆုံးအမကိုလွဲချော်နေပြီဆိုကြတဲ့သာသနာနဲ့မဆိုင်ကျန်ဒါမှမဟုတ်ဦးဇင်းတို့ကလေးတွေဘုရားရအောင်နေရာစုံလိုက်ပို့ပါဟိုးအင်းဝါရောက်တော့ဘာမဲ့တို့ဘာမောက်တို့ကိုတော်ကြီးတွေထိုင်းနေတယ်သူများငုံကုန်းပြီးထိုင်ကြတော့အရှင်ပြကြောလာကြောပါဘူးကွာတို့တန်ဃာထဲမှာအဲ့ဒါတွေမပါဘူးရှင်းဘိုးအောင်ဘုံမင်းကောင်မလုပ်နိုင်ဘာမလုပ်နိုင်ဘူးသူတို့ယူထားတဲ့မိစ္ဆာဒိဋ္ဌိတဲ့အခုဆိုတဲအိုးရောက်နေပြီသူကဂုံတော်ပွားတယ်ဘာညာဆင်ကြီးများလဲကျင်သေးတယ်သူတို့ယူဆထားတာဒီမှာကြည့်က
ခဲကိုရှာစရာမလိုဘူးလုံးဝကိုမစင်စားဘဲနဲ့ရမ်းကြောက်နေကြလို့နော်သူတို့ကြောက်တာတော့အကုန်ကြောက်ဘိုးဘုံမေကောင်လည်းကြောက်အခုနောက်ဆုံးကြောက်လာပြန်ပြီအန်ကုန်နဲ့ကွာရင်မှာကြောက်ရှင်းလားဟောကသွား export လုပ်လာတယ်နိုင်ငံခြားကနေ import ဝင်လာတယ်အန်ကုန်ရဲ့ကွာရင်ရဲ့ဟိုဘက်ကဂျေးစန်ဒီရဲ့အကုန်သူကယူရီးယားလည်းလုပ်လာတာဗမာတွေကသိသဘောကောင်းတာရှိသမျှနတ်တွေအကုန်တင်ကျွေးတာသဘောပါလားဟိုအိန္ဒိယမျောလာတဲ့ဘဲမာတွေမျောလာတဲ့ဟိုကောင်ဘာလို့လဲသူရသတိဆိုတဲ့ဟာတွေရောပါသေးတယ်နော်အဲ့ဒါလေးလည်းပြောပြအောင်မယ်ကလေးတွေဘုသူတ္တရအောင်ဇာမွဲလေးတော့ပြီးကုန်ပါပြီသို့တော့နောက်နှစ်အတွက်နည်းနည်းလေးမှအသုံးချကြပါဘုသူမင်္ဂလာတို့10တန်းဇာမွဲဖြည့်တော့မယ်ဆိုတော့အဖေကအင်ဂျင်နီယာကြီးသိဖြစ်စေချင်တာသူ့သားကိုအဲ့တော့သားနဲ့ဖားနဲ့ထားတော့အဲ့ကျန်တဲ့ကိစ္စတွေပြောနေရင်တရားဟောလိုက်ရမှာမဟုတ်အဲ့တော့ဇာမွဲလေးနီးတော့အဖေရဲ့ထုံးစံအတိုင်းပေါ့လေအဖေအပြင်ကပြန်လာရင်အိတ်ထောင်နိုင်ရင်သိကြောက်ဘာလို့ကြောက်ရတယ်ဆိုမုံမုံပေးမှမဟုတ်ဘူးခိုင်းမှလည်းမဟုတ်ဘူးသူကဘာလို့မလဲဆိုဂါထာတစ်ပုဒ်ပါလာနော်ဒီဂါထာကိုသက်စိတ်စိတ်ရမှာရဲ့ဘဏ္ဍပတ်စိတ်ရမှာရဲ့သူကဒီလိုလာတာ84,000စိတ်ရဲ့တခါသူမင်္ဂလာတို့ပရိစိတ်ရင်3နာရီလောက်အနည်းဆုံးကြာပြီးတော့တမာရီရတဲ့အချိန်မှစိတ်ရမယ်တဲ့ည2နာရီဓာတ်စိတ်ခဲ့ရတာသူမင်္ဂလာတို့ဝကြွေးရအဲ့ဒါလို့အဲ့ဒီမှာသာမဏေနီးတော့သူပါချက်ခိုင်းလဲဆိုတော့အယောင်းဝယ်သွားရင်ရှင်သေဝလိဂါထာပေါ့နော်သေဝလိသမဟာလာဘံသဗ္ဗလာဘံဘဝိတတိမဲခန်းကြီးနဲ့ချပြီးတော့ကိုလုံးနေတဲ့အလုပ်ကသာသနာပြုနေတာလားစော်ကားနေတာလားမသိသေဝလိသမဟာလာဘံရှင်သေဝလိဆိုတဲ့မဟာထေမြတ်ကြီးသည်ဒါကကိုကအစင်ချော့အောင်ပြားတာသူပြောသလိုသေဝလိဆိုတာသေဝလိဆိုတဲ့ကောင်ဟာဒီလိုလာမှရှင်းလားချော့အောင်ပြန်လို့အဲ့ဒါသေဝလိရှင်သေဝလိမထေမြတ်ကြီးသည်မဟာလာဘံလတ်လာဘမှာအကြီးမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပါ၏တဲ့ဣတိတသမထိုးကြောင့်သဗ္ဗအလုံးစုံသောလာဘံလတ်လာဘတို့သည်မေငါအားဘဝိတ္တိဖြစ်ပါစေတည်းဘာဆိုင်လို့ဟမ်ရှင်သေဝလိလက်ပေါ်တယ်ဆိုတာသူ့ဟာသူလူငယ်တန်းငယ်လို့လက်ပေါ်တာခင်ဗျားတို့ကအချောင်ရခြင်းရလိုက်မယ်ရှင်းလားအဲ့ဒီမှာလာအောင်မယ်အဲ့ဒါသူသားသတိဂါထာချက်ခိုင်းတယ်ဒိဋ္ဌာဘာလို့ရမှာလို့ကြည့်ရမှာတဲ့ဘာအတွက်လဲမေးတယ်သူမင်္ဂလာဘယ်တော့မှရမ်းမလို့စံမွဲအောင်လို့တဲ့ဒါကြည့်ရင်အောင်သလားမေးလွယ်တကူဖြေနိုင်ပါတဲ့အဲ့ဒါကြည့်တဲ့โอเคဆိုတော့သင်ရိုးညွန်းသားစာအုပ်တွေအကုန်လုံးကိုပိတ်တက်ခုံနဲ့ထဲတော့ခနော်ပြီးတာနဲ့သူရသတိဂါထာတနေ့ကိုអော်ချက်နော်ဂါထာတူတူလေးပါသူမင်္ဂလာ2ခေါက်လောက်ပိုင်းရတယ်အဲ့လောက်ကတော့ပြင်းတော်ပြင်းသေးတယ်အဲ့တော့ကျဲညလည်းကျဲစာအုပ်ကိုမဖွင့်တော့အဲ့တော့ဘုရားရောက်လာဟဲ့အောင်မစ္ဆာမကြောက်လားကျင်းနေတယ်မင်းသူရသတိကတာဟုတ်တယ်လေအဖေပဲချက်ခိုင်းတာဇာမောဖြေနိုင်လို့အောင်လို့ဆိုဟာမဟုတ်ဘူးလေကွာတဲ့မင်းဟိုစာလဲကျဲဦးမှာပေါ့ဒါပေမဲ့ခင်ဗျာတစ်ခုပဲရွေးပါလို့သူရသတိကတာလည်းကျဲရမယ်ဟိုဟာလည်းကျဲရမယ်အတူတူတော့ဘာလို့ဒီဟာကြီးအဖို့ခံပြီးကျက်နေမှာတော့မေကုန်းထဲမှာသူရသတိကတာမပါဘူးရှင်းလားညံလေးနဲ့သုံးကြသူမင်္ဂလာတော့လက်မခံခဲကျုပ်ကတမျိုးပဲပြောလို့ဒါစာမွဲဖြေလို့အောင်းနိုင်တယ်ဆိုရင်သူရသတိပဲကျက်မယ်ဟိုဟာတွေကြောင်းတော့မိရှုပ်လိုက်တော့ရှုပ်တယ်သွားရှင်းလားအဲ့ဒါလေးပဲစဉ်းစားဘိုးအောင်မမဆိုအိတ်နေလေဘိုးအောင်စာမရှိတော့ဘူးလို့ဟမ်ကိုမျိုးရှင်ရင်အိမ်တော့အဆင်မပြေဘူးချဲလေးမောင်းလို့ပဲအောင်လို့လေရမလားဘုံမျိုးရှင်တန်းတန်းသွားပြီးတော့ခင်ဗျားတို့အဲ့မှာအထည်ဝတ်ကောင်းကောင်းလေးဂျိတ်ထပိန်လေးပါလေးသွားတူကြည့်သမှာပြန်လဲထွက်လာခဲ့ဘယ်နေတော့ရှေ့ကကပ်ပြီးရင်တော့သူ့ဟာသူတော်မထိနိုင်ဘူးသဘောပါလားကိုကြီးကျော်စီသွားပြီးတော့မှ blue label လေးပါလေးနော် white label လေး blue label လေး red label လေး whisky တပင်းတော့တင်လာသဘောပါလားအဲ့ဒါနော်သူတို့ဟာသူတို့တောင်မမနိုင်ဘူးခင်ဗျားတို့မဖို့ဆိုဝေးအဲ့တော့အိမ်တောင်းကအုံသီးရတယ်ဘာအတွက်ဆုံးဆိုတော့သူကပါလေအိမ်တွင်းခြုံမလုံပါတယ်အဲ့တော့လူလာလားအိမ်တွင်းခြုံမလုံပါတယ်လည်းပြောတယ်ညနေဆောင်တော့သူကသွားပြီးပါလို့ကာပေးရကိုကပဲသူ့သွားခြုံနေရတယ်သူကခြုံရင်လုံတယ်လည်းပြောတယ်ရှင်းလားအဲ့ဒါ
မေးကြည့်တဲ့သေချာစစ်စစ်ပေါ့မလေးအန်ဒီယကင်းတာပေါ့မိဘေးတွေပါလေစိတ်ချရတယ်တဲ့အိမ်တွင်းရှိရင်လည်းဆိုတော့အဲ့ဒီအိမ်တွင်းဆိုတဲ့ကောင်ကဘယ်လာတော့ဆိုမိလောင်သေးတဲ့ကောင်ရှင်းလားဗမာတွေအတော်အုံတော့မရှိတဲ့ကောင်တွေမိလောင်သေးတဲ့ကောင်ကိုမိဘေးလုံခြုံအောင်ကာကွယ်ဖို့စောင့်ရှောက်ထားတယ်ဟမ်ရေနစ်သေးတဲ့ကောင်ကိုရေချောင်းကိုးကွယ်တယ်တဲ့အဲ့တော့ဒီလောက်အားတဲ့လူမျိုးတော့ကဘာမှတွေ့ကုန်တွေ့ဘူးရှင်းလားဒါဖြင့်ငါတို့မှာတကယ်အားကိုးစရာယတနာဘယ်နှပါလဲသုံးပါဒိတ်တန်းနေရှိရတဲ့ဒိတ်တန်းရပြီးကျန်တာလူသေးလားဟေးလားအကောင်းဆုံးရှိရတဲ့ဟိုအဆိုးဆုံးကိုမျောနေတာအဲ့တော့ခင်ဗျားတို့အဆိုးနဲ့ပဲတွေ့မှာပေါ့နော်ကိုကောင်းနဲ့တွေ့လားဆိုးနဲ့တွေ့လားအဆိုးတွေလည်းကြီးတွေ့နေတာတကောင်မှမကောင်းရှင်းလားအဲ့ဒါဘာဖြစ်လို့လဲခင်ဗျားတို့ကိုယ်တိုင်ကိုယ်ကဘာကြိုက်အဆိုးကြိုက်ရှင်းလားကဲဒါဖြင့်ကောင်းအောင်လုပ်ဖို့သိမသိကဲလောကကြီးမှာကောင်းတဲ့လူနဲ့ဆိုးတဲ့လူဘယ်တိုင်းကများလဲဆောင်းမပြောနဲ့တော့ကြောက်လာပြီကျုပ်ကဒါဖြင့်ကောင်းအောင်လုပ်လို့များရပါဦးမလားဟမ်ရနိုင်ပါဦးမလားဒီနေ့နောက်ဆုံးဓမ္မလက်ဆောင်ပေးခဲ့ရှေ့ပိုင်းမှာလည်းပေးခဲ့ပြီးသားပါရှေ့ဟာတွေလည်းမမိတ်နဲ့ပေါ့တချို့ပြောသလိုဒီနေ့တရားပိုကောင်းတာဒါဖြင့်ငါမနေ့ကမကောင်းအောင်ဟောလို့လားကွာနိုင်လားမယ်လေနော်အားလုံးဒီဝတ္ထုကလေးနားထောင်ပြီးတော့တချို့ကလည်းရှိပါတယ်လာလျှောက်ပါတယ်ရှင်ပြဝိပဿနာအလုပ်ပေးလေးတွေနားထောင်နေတာတဲ့သစ္စာနဲ့16ချက်တွေနားပြီးသားတဲ့အဲ့တော့ရှင်ပြတရားတွေကပေါ့နေတယ်တဲ့အေးဒီလိုညာတရားပွဲဆိုတာလူဒန်းစားပေါင်းစုံကိုဟောရတာအနုအလတ်အရင်မျိုးစုံရှိအဲ့ဒီ3မျိုးလုံးအာဝင်ခွင့်ကြဖြစ်အောင်လုပ်ရတာမလွယ်ဘူးဟေ့ဒီနေရာမှာဖြစ်ဖြစ်အနိစ္စကြီးဟောနေလို့ရတဲ့ကာလမဟုတ်ဘူးငါတို့မှာနိဗ္ဗာန်ရောက်ကြောင်းဆိုတဲ့ဝိပဿနာအလုပ်တော့လုပ်နေတဲ့တိုက်ပုံအင်းကြီးနဲ့ခေါင်းပေါင်းကြီးတော့ပေါင်းထားတယ်အောက်ကပစိုးမပါအစင်ပြေပါမလားခုမှပစိုးနဲ့ထမိန်လိုက်ကားနေရတယ်နော်သဘောပါသလားကောင်းပြီအဲ့တော့ကြည့်ဖြစ်အောင်လုပ်ရင်ဖြစ်နိုင်တယ်ကောင်းအောင်လုပ်ရင်ကောင်းနိုင်တယ်ဆိုတဲ့ယုံကြည်မှုမရှိဘဲနဲ့ဦးဇင်းတို့ကောင်းတဲ့လမ်းကိုလျှောက်လို့မရပထမဦးဆုံးယုံကြည်ရမှာကိုယုံကြည်မှုရှိရမှာရှင်းလားယောဂီတို့အားလုံးမှာပျောက်ဆုံးနေတာမိမိကိုမိမိယုံကြည်မှုအဲ့ဒါကြာရှုံးခြင်းရဲ့အတိကအကြောင်းရင်းပါပဲအဲ့တော့အားလုံးယုံကြည်ထားရမယ်ဘယ်သူကိုဘယ်သူလဲငါလုပ်ရင်ရတယ်ကောင်းအောင်ပြင်ရင်ကောင်းရမယ်ဆိုတာဘယ်သူကိုဘယ်သူကိုယုံကြည်ရမယ်ရှင်းတတ်ကြလားအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဒါနဲ့ပတ်သက်ပြီးဟောထားတာရှိပါတယ်မိမိကိုယ်မိမိယုံကြည်မှုအပြည့်နဲ့အကုသိုလ်အလုပ်တွေပယ်ကွာပြီးတော့ကောင်းမှုကုသိုလ်အလုပ်ကိုမိမိနိုင်သလောက်ကောင်းမှုကုသိုလ်အလုပ်ကိုပါလေမိမိနိုင်သလောက်ဖြည်းဖြည်းချင်းကြိုးစားသွားမယ်ဆိုရင်နောက်ဆုံးမှပန်းတိုင်ကိုရောက်ရမယ်ခုခမည်းတော်ကျတို့ပန်းတိုင်မရောက်တာဟာလုံနေလို့မရောက်တာလားမလုံလို့မရောက်တာနိုင်သလောက်သာလုံနေရင်ရောက်နိုင်တဲ့အကြောင်းကိုဒီမှာကြည့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကငါဥပမာလေးပြမယ်ဥပမာဆိုတာလက်တွေ့ဖြစ်ခဲ့တဲ့ကိစ္စတစ်ခုဘုရားရှင်ကိုယ်တော်မြတ်ကြီးတာဝတိပြည်မှာသတင်းသုံးနေတဲ့ကာလမှာမျက်ရိပ်တဲ့ပုံသားတစ်ယောက်ရှိတယ်ဘယ်သူလဲမျက်ရိပ်ပြီးတော့အသက်မိုးဝမ်းကြောင်းလောက်ရအဲ့တော့သူကမျက်ရိပ်တဲ့ပုံသားဟာမျက်ခင်းကောင်းကောင်းရှိတဲ့နေရာလိုက်ရှာပြီးရိပ်ရတာပေါ့လေရိပ်ပြီးတော့သူကရောင်စားပေါ့မျက်ရိပ်ကမအဲ့ဒါတရက်ကျတော့သူမျက်ရိပ်သွားရင်မျက်ခင်းကောင်းကောင်းလေးတစ်ခုမှသူရပြီးတော့မနဲ့စောစောပေါ့လေမျက်ရိပ်မလို့ကြည်နေတော့မှတန်ဃာတော်ရှင်သူမြတ်တွေစောစောဆုံးခံကြွလာတယ်ဆိုတော့ဇေတဝန်ကျောင်းဆိုတာမြို့နဲ့မလန်းမကမ်းမှာရှိတော့တန်ဃာတွေကကျောင်းကထွက်ကြတဲ့ကသင်္ကန်းယုံမလာဘူး
တပိတ်ကလေးတွေပိုင်းပြီးတော့ဗျာကြီးဗျာရပေါ့လေနော်ခုခေတ်လို့ပြောရတာဗာဗျာကြီးဗျာရဆိုတာဟုတ်လားအချိန်ပြအောင်လို့ပြေးလာရတယ်တပိတ်ကလေးတွေနဲ့လာတယ်လာပြီးတော့သူတို့ပဲလာလဲမြို့ဝင်ကန်နီးကြမှာတပိတ်ကလေးတွေချသင်္ကန်းလေးတွေပြင်ပြီးတော့ယုံအဲ့တော့အဲ့ဒီပုံနာရက်နေတဲ့မြက်ခင်းပေါ်မှာတန်ဃာတွေသင်္ကန်းယုံနေကြတန်ဃာတွေဘာလုပ်နေကြမြို့ရွာထဲဝင်တော့မယ်ဆုံးခံဝင်တော့မယ်ဆိုတော့သင်္ကန်းယုံတပ်ပယ်ပြီးတော့မှဝင်ရမှာဖြစ်တော့သင်္ကန်းယုံနေကြတော့ပုံနာကကြည်ဘာသွားတွေ့လဲဆိုတော့ဦးစင်ကြီးတွေကိုရင်လေးတွေကိုရင်ကြီးတွေသင်္ကန်းယုံနေကြတာသင်္ကန်းအောက်နားတွေကိုမျက်တွေနဲ့ထီးပြီးတော့မြက်ကကြနေတဲ့နှင်းရည်နှင်းပေါက်မိုးပေါက်ကလေးတွေဆိုရွှဲကုန်တာတွေ့သင်္ကန်းအောက်နားတွေဘာဖြစ်လဲဘာနဲ့ထီလို့လဲမြက်နဲ့ထီလို့ဩတန်ဃာကြီးဆုံးခံသွားကြတော့မယ်အခုသူရှိရင်တပါးပြီးထွက်သွားအောက်နားတွေကဆိုသင်္ကန်းဆိုကြီးတွေခြေထောက်အေးအေးနဲ့သွားရှာကြတော့မယ်တဲ့မဖြစ်ချီဘူးအဲ့တော့ဒီတားကမြက်တင်ကရေးလိုက်မှပဲဆိုပြီးတော့ငါအလှတစ်ခုလုံးအောင်မလီဆိုပြီးမျက်ရည်သမားကအဲ့ဒီမြက်တီတန်ဃာတော်တွေသင်္ကန်းယုံတဲ့နားကိုဘာလို့ရေးရိတ်သေချာတန်တန်ပြန့်တစ်ခါလေးလောက်တာနောက်တစ်နေ့တန်ဃာတွေလာကြပြန်ပြီဆုံးခံသွားကြဖို့သင်္ကန်းလေးယုံကြပြန်တော့ဘာဖြစ်သလဲဆိုတော့မျက်ရည်ထားတော့အောက်မှာပါရှိတယ်မြေကြီးပဲရှိအဲ့တော့သင်္ကန်းမှာဘာတွေကပ်ပြန်မြေမှုန်တွေကပ်ပြန်ရှင်းနော်အဲ့တော့မြေမှုန်တွေကပ်တာသူတွေ့တော့မဖြစ်ချင်ဘူးဒီတိုင်းဆိုသင်္ကန်းတွေပေးကုန်ပြန်ပြီငါကခုနရေဆိုးလို့လောက်တာအခုတော့ဖုံတွေကပ်ကုန်ပြီဆိုပြီးတော့ကဲသဲဖြူမှပဲအဲ့နေရာဘာလုပ်လိုက်သဲဖြူလိုက်တော်ကုန်သလားဗျဟမ်သူဘယ်လောက်လုပ်နိုင်ဘယ်လောက်လုပ်တယ်မျက်ရည်ရာကနေအခုဘာဖြစ်သွားသဲဖြူဒီလိုနဲ့နေပြန်မို့လင်္ကာ10ရက်တာနေပြန်တော့နောက်တစ်နေ့ကျတော့သူအလုပ်သွားရင်းနဲ့နေ့လေနေခင်းရောက်လာအဲ့တော့နေစုံခံထွက်လာတဲ့ကိုတော်တွေနဲ့တွေ့အဲ့တော့နေစုံခံသွားကြမဲ့အရှင်မြတ်တွေအဲ့ဒီသဲပြင်လေးပေါ့ပဲအလုံးသင်္ကန်းတပ်ပယ်နေကြတယ်သူခင်းထားတဲ့နေရာမှာပဲသူကကြည်နူးလို့ကြည်ဒါပေမဲ့ကရုံးလေးတွေကပြောင်းဟမ်ဘာဖြစ်နေလို့နေကပူနေတယ်နေစွမ်းအတွက်သွားမှဆိုတော့9 နာရီ10 နာရီပေါ့နော်ရန်ကုန်လို့ဆိုရင်တော့ဘယ်လိုမန္တလေးမှာတော့10 နာရီကျော်ရင်စွန့်စားကြပြီကိုเจ้าမှာကို10 နာရီခွဲပေါ့လေတဲ့ပမာပြီဟိုရန်ကုန်တော့10 နာရီထိုးမှတပိတ်ကလေးလွယ်ပြီးတော့သင်္ကန်းလေးယုံထွက်သွားတယ်ခြေပြဘဲတော့ဆုံးခံဟေးခုမှဆုံးခံသွားမှာဟုတ်တယ်ဒီတဲ့စောသွားရင်တော့စာစိုးကိုရှိတယ်မမစောရှမ်းပြည်ဆိုတော့နည်းနည်းအမွန်တက်ပြရမှာနော်အဲ့တော့အဲ့ဒီမှာသူတွေ့သွားတယ်တန်ဃာတော်တွေဘာဖြစ်နေလဲနေပူးနေတယ်ဟာငါမဖြစ်ဘူးအရေးကလေးလို့ဟိုမှာပဲသူတတ်နိုင်တယ်ဗျပြန်အိမ်ပြန်ဓာယူပြီးတော့တခါနဲ့တိတ်ခက်ကလေးတွေဗာလေးတွေချိုးပြီးတော့အဲ့ဒီနားမှာတဲလေးတစ်ခုထိုးပေးလိုက်နော်ဇရက်ကလေးပေါ့လေတခါနဲ့အပေါ်သိက်ခက်မိုးလေးသူနိုင်တာပဲကိုမကုံမကြလုံးနိုင်တာနော်အဲ့တော့အရေးအဝါဒတော့ရပါအဲဒီလိုနဲ့နေသံဃာတော်တွေကလည်းချမ်းသာတာပေါ့ဒီနားလေးလာသင်္ကန်းယုံသွန်ခံကြွသူစိတ်ထဲမှာပီတိတွေဖြည့်ငါအလူလို့ရပြီနော်မရှိလို့မလူလို့မရှိအခုတော့ငါဖြစ်တဲ့ငါရဲ့မျက်ရည်ရင်းနဲ့အခုတော့ဇရက်တောင်ဆောက်ထားနော်သဘောပါသလားအရေးအဝါဒလေးတောင်ပိတ်ထားအဲ့ဒါနဲ့ဒီလိုနဲ့နေရင်းနဲ့မိုးတွင်းရောက်လာတော့သူမိုးထားတာဗာမိုးထားတာဒီကဲလေးတွေမိုးထားတော့အဲ့ဒီအောက်သံဃာတွေသင်္ကန်းလာယုံတယ်မိုးကရွာနေတော့ဘယ်နဲ့မိုးတွေစိုးကုန်အဲ့တော့မဖြစ်ချင်ဘူးအဲ့တော့ဒါငါလုံခြုံဖြစ်အောင်လုပ်မှပဲဆိုပြီးတော့တခါလဲအခိုင်အမာသစ်လုံးကြီးတွေဗာတွေခုတ်ပြီးတော့မှအမိုးသတ်ရက်နဲ့ဟင်ဘာကြီးဖြစ်သွားလဲဇယကြီးဖြစ်သွားတယ်
စောစောကအရေးကဝသားအလေးအတွက်လှုပ်ထားတာအခုတော့ဘာကြီးဖြစ်သွားလဲဇေယျကြီးသူဝိုင်းလုံးမသူလုံနေတာမြင်ကြတော့ဘေးကလည်းဟိုကဝိုင်းကူတရားဝိုင်းကူနဲ့ငါကသွတ်ထည့်ပဲပေါ့လေဟုတ်ပါလားငါကတော့တန်ခွာပဲဝိုင်းပြီးတော့ကူလိုက်ကြတာမျက်ရည်သမားကဘာလုပ်လိုက်ဇေယျကြီးဆောက်ပြီးသွားရှင်းလိုက်တန်ခါအပါ50တောင်မှသက်သောသက်သာသင်္ကန်းယုံနိုင်တဲ့နေရာတဲ့ဆိုသူကသတိရငါစောစောကမြက်တင်ရိတ်တာခုဘာဖြစ်သွားလဲဇေယျတောင်ဆောက်ပြီးရေသက်ချအောင်မပဲအမေဖြစ်လာတာသဘောပါသလားဘေးရလည်းနောက်ကဓမ္မမိတ်ဆွေရလာပြီဟာမင်းဒီလောက်အရေးကြီးလူထားမှတော့မင်းစိတ်ကူသိကောင်းတယ်ကွာစောစောကဒီနေရာပါလေမြက်ခင်းပြင်အဲ့ဒီမြက်ခင်းပြင်မှာသံဃာတွေပါလာလောက်ကြသင်္ကန်းလာယုံတော့သင်္ကန်းကိုရေဆိုးတဲ့နှင်းရည်တွေမိုးရည်တွေဆိုးတယ်ဒါမြင်လိုက်တော့သိတတ်တဲ့ပုဂ္ဂိုလ်ဆိုတော့နိုင်သလောက်ငါလုပ်မယ်ဘာလုပ်လိုက်ရှင်းတယ်နော်ခုခင်ဗျားတို့ကတော့ဒီတော့အလှပေးမလို့ချဲထိုးနေတာမျက်မှမရိပ်ပဲချဲထိုးနေတယ်ဘယ်လိုလုပ်လူလို့ရမလဲရှင်းလားသဘောပေါက်သလားနိုင်သလောက်လေးကိုယ့်အကိုကိုယ်ဝန်ကိုထမ်းသွားရင်မရဘူးလားတပည့်တော်လက်လုံးလက်စားဗျာအပုံငွေလည်းမရှိဘူးဒီနေ့လုံးမှဒီနေ့စားဟာရပြီအဲ့ဒါဆိုမင်းနဲ့စောစောထွက်လာခဲ့ဒီမှာသံဃာတွေကုရီတွေလားဆေးတပည့်စီလဲတောက်ရေဦးစင်ရေဖြစ်မရဘူးလားဦးဇင်းတို့ခမဲတော်ကြီးဟာဒီကနေ့ဒီသူပါလှုပ်သွားလေအသက်60 50ပတ်ဝန်းကျင်လောက်မှသူအကြောင်းတစ်ခုနဲ့စီးပွားရေးကိုလုံးဝမလုပ်တော့သူပါလှုပ်လေဘုရားဆောင်တန်းနေတဲ့တပည့်စီလဲတယ်တောက်ရေဦးစင်တဲတယ်ကုသိုလ်ကောင်းမှုတွေကြီးသူလိုက်လို့အဲ့တော့သူနေသွားတဲ့တစ်ချောင်းလုံးမှာဒီကောင်းမှုအတွက်ပတ်စံကုန်သလားဆိုတော့ရှင်းလားကုန်တဲ့ခါတော့ရှိတာပေါ့ဘုကုမျိုးတပေါင်းပွဲဆိုအခုလိုတပေါင်းလာကြီးမှာဖောင်တော်ဦးဖျားပွဲဆိုရင်တောက်ရဟိုးတွေအလုံး50 60အဖေကဒီလိုတဲတယ်တဲ့ခါကျတော့မြန်မာနိုင်ငံရဲ့စီကံရှိပုံနဲ့တိုးတက်ပုံလေးတွေပေါ့နော်အဲ့ဒါတောက်ရဟိုးလေးတွေတဲထားခွက်ကလေးတွေနဲ့တခါနဲ့ဖေကကိုယ်တိုင်လည်းကောင်းမှကြိုက်တယ်သူများလည်းကောင်းတာကြိုက်မယ်ဆိုပထမဟုတ်လားကျွေးပကံအဖုံးနဲ့ကျွေးခွက်နဲ့ထားမသွားတော့ပြန်ဖြည့်နဲ့ကြာရင်တော့မလွယ်ဘူးငါစည်းစိမ်ကုန်လိမ့်မယ်ဆိုပြီးတော့အဲ့ဒီကနေတခါပါလို့စတိပကံလေးတွေနဲ့စတိခွက်မပါများတော့အလူရှင်မခံနိုင်တော့တို့ဘာလုပ်လဲပထမစတိခွက်ကနေပလတ်စတစ်ခွက်ကြီးတော့ကိုယ်လည်းမတော့ဘူးကွာသူများကိုလည်းတောက်တယ်မကြိုက်ဘူးအဲ့တော့ငါတို့ဘာလုပ်မလဲဆိုတော့စတိခွက်တွေဖန်ခါအဲ့ကောင်နော်စတိကွက်တွေကျိုးနဲ့ချီတွဲလန်းနဲ့တောက်နေရတော့ဟာချုပ်သားတွေရေတောက်နေရတော့မဖြစ်သေးပါဘူးကွာဖြုတ်ခိုးပါစေကဲဒါပြပလတ်စိတ်ခွဲနောက်ဆုံးကျတော့တန်ရာပေါ့လေနော်ပလတ်စိတ်ခွဲတောင်မှတညကိုတစုံနော်ဒီနေ့ထားတဲ့ခွက်ကမနဲ့ပြန်ခွက်ခေါ်ပကံကောမရှိနော်တိုးတက်ဖို့ဘိုးမအောင်ပန်းပြောတာမဟုတ်ပါဘူးရှင်းလားဘာမရှိတာစိတ်ကမရှိတော့ပါလားဟိုးတဲ့တခြားနိုင်ငံတွေသွားလေတော့ကုရီတက်တော့မယ်ဆိုတော့ကိုဖနက်ကလေးတွေချွတ်ပေးရတယ်သူတို့ဖနက်စီးရတော့ကြည့်လိုက်တယ်ဟောငါစီးလာတဲ့ဖနက်နဲ့သူတို့ဖနက်ကတော့ကောင်းသေးတယ်ဗမာပြည်ဆိုတာတရားမှရှိမှာမဟုတ်ဘူးနော်စဉ်းစားပြီးပါဟိုတည်းရောက်တော့ဝန်ဆောင်မှုအပြည့်ရှင်းပြီးတော့တခါနဲ့တန့်ရှင်းပြီးအိမ်သာနဲ့ထိုင်ပြီးတော့တခါတရင်တမောတောင်အိတ်လို့ရတယ်ကြည်လင်လုံးလို့နော်ဗမာပြည်ကျတော့ကုရီတကားဖွင့်တာနဲ့ဟိုအောက်ဗမာပြည်မှာပြောတာဒီမှာမပြောပါဘူးသဘောပါလားတိုးတက်ပုံပြောပါတယ်အဲ့ဒါအစစ်တမ်းမရှိတဲ့လူမျိုးဟာကြာရင်လေဗမာကဘာမှာမျက်နှာကိုမပြရတော့ရှင်းလိုက်အလုံးသခိုးနဲ့ကြဘိုးကြီးပဲစိတ်ပြက်လုံးလို့ပြောရတာနော်အဲ့ဆိုပြောတယ်အရှင်ပြဖန်ခါမယ်ဖန်ခွာမတတ်နိုင်နော်ငါလူမျိုးနဲ့ဘာသာကောင်းမှုအတွက်ပြောနေရတာမပြောရင်မဖြစ်တော့တဲ့လူမျိုးမို့ပြောတာဘယ်သူကမှထိခိုက်အောင်စော်ကားတာမဟုတ်ဘူး
ကောင်းအောင်ပြင်သူကိုမှလက်မခံခြင်းဘူးဆိုရင်လေဒီမှာနေရတာနဲ့ဆိုင်ရင်သေရတာမြတ်တယ်ပေါ့ရှင်းလားအဲ့တော့ဒီတိုင်းပဲငုံစုံပြထိုင်နေကြမလားကောင်းအောင်လုပ်မလားအစကမြက်ခင်းလေးပါဗျရှင်းလားသူ့မလဲပါရှိတော့မျက်ရိပ်เสียသစဉ်တစ်ချောင်းမရှိရှင်းတယ်နော်ခုဘာဖြစ်သွားပြီဘုရားဆောက်ပြီးရေသက်ချအောင်မယ်အဲ့ဒါဘုရားသွားပြနေကောရမဘုရားရှင်ကိုရောမြတ်ကြီးနဲ့တန်ဃာတွေကိုသွန်သားကြွပါဆိုတော့ဒီနေရာကဇယအလူကလူထားတော့တန်ဃာတော်တော်များများသင်္ကန်းယုံတိုင်းဒီဇယအောက်မှာနေရတော့အကုန်ဝိုင်းပြီးချီးမြှောက်ကြတယ်အဲ့တုန်းကသံဃာတပါးသွန်သားရဖို့မလွယ်ဘူးရှင်းလားဘုရားသွန်သားကြွအောင်ပြနိုင်ဖို့လဲမလွယ်ဘူးခုသူဘာလုပ်ထားလဲဇယဘုသူဝေယဝဆတန်ခဝေယဝဆဒါကိုအမြတ်ဆုံးသူလှုပ်ထားတော့တန်ဃာတွေကလည်းဝိုင်းပြီးတော့စောင့်ရှောက်လိုက်ကြတာသွန်သားပွဲကြီးကအဲ့ဒီမှာကျောင်းရည်စချပွဲကြီးကဇေတဝန်ကတန်ဃာအကုန်ကြွဒါရင်သူလူနိုင်မှာမလားဟမ်ဒါပဲပေါ့ကုသိုလ်ပြုသူအတွက်နောက်ကကုသိုလ်လိုချင်သူတွေကဘာဖြစ်လာလဲဝိုင်းလာတဲ့သူမှရှမ်းတောင်းနေသေးတယ်ငါရည်သက်ချလို့ဖြစ်ပါမလားလို့ဆိုရင်တော့ရလားကလားဘုဒ္ဓတင်ဓမ္မရောင်ကြီးသဘောပါသလားဖြစ်ပါမလားလို့မနေနဲ့ခက်ကလေးတစ်ခုရှိတယ်လေသူတို့ကဆုံးဖြတ်တယ်ပါတော်ပြီနောက်သာသနာလို့တော့ဘာမလို့တော့အကိုတိုက်တယ်အောင်ပါရှင်းလားတဘာမှမဟုတ်သေးပါဘူးဦးဇင်းတို့အောက်ပဲအရက်တိမ်မှာတချို့နေရာတွေတရားပွဲဖြစ်ဖို့အချုပ်ထဲမှာ၄-၅ ယောက်သွားအေးရတာတွေရှိတယ်သာသနာအောက်တန်းကြတယ်လို့ပြောတာအဲ့ဒါတရားပွဲပြီးမှဒီလိုတွေလွတ်ပေးရပျော်ပျော်ကြီးဝင်သွားတယ်ရတယ်တဲ့တရားပွဲဖြစ်မယ်ဆိုခင်ဗျားတို့သတ်ရှင်လည်းသတ်ဝင်တယ်အဲ့ဒါဖမ်းတဲ့လူကလည်းဖမ်းထားရတယ်ရှင်းလားဒီတိုင်းသာနေကြခင်ဗျားတို့ကြာရင်သာသနာကွယ်တော့အဲ့တော့ရှိတဲ့မြက်ကလေးဖြစ်ရှိပါဟမ်တဲလေးဖြူနိုင်ရင်တဲဖြူပါသဘောပါသလားတိခက်ကလေးမိုးနိုင်တော့တိခက်မိုးလိုက်ကြတာဗောရှင်းနေကြလားသဘောပေါက်သလားအဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ကြီးကကျောင်းရည်သက်ချပွဲမှာအဲ့ဒီရဲ့ကျောင်းအမှတ်နဲ့ဘုရားကရည်သက်ချပေးပါတယ်အဲ့ဒီဇေယကိုကျောင်းဖြစ်တဲ့သံဃာတို့ဤအသုံးဆောင်ကျောင်းဖြစ်တဲ့ဘုရားကရည်သက်ချပြီးတော့မှจิตသားတို့တဲ့အဲ့ဒီမှာပရိသတ်၄ပါးလုံးကိုဘုရားကဩဝါဒပေးပါတယ်จิตသားတို့တဲ့မိမိရဲ့လုံလဝရိယကိုမထူညံမကူပဲနဲ့နေကြရင်တော့ဖြင့်ဘယ်သောအခါမှလွတ်မြောက်ခြင်းဆိုတာမရနိုင်ဘူးဒီနေ့မြတ်ထမ်းသမားကိုကြည့်ပါသစဉ်တစ်ချောင်းသာပိုင်တဲ့လူကအခုဘာဆောက်လိုက်တန်ခါများတရင်သုံးပြီးတော့မှသင်္ကန်းသက်ပဲပြီးနားနေเสียဘာကြီးဆောက်လူလိုက်တရားဆောက်လူသွားပါပြီတဲ့အဲ့တော့မိမိတတ်နိုင်သမျှကုသိုလ်လေးကိုလည်းနည်းနည်းဖြစ်ပါစေနည်းနည်းဆိုတော့နည်းနည်းလေးလုပ်လို့ပြောတာလားဘယ်တော့နိုင်သလောက်လုပ်မယ်ဘယ်လောက်လုပ်မလဲအဲ့ဒါလို့နိုင်သလောက်ကုသိုလ်ကိုလုပ်တယ်လို့အာကုသိုလ်ကိုလည်းနိုင်သလောက်ဘာဖြစ်သွားမလဲလျှော့သွားမယ်ဩငါစကားပြောတာမှုသားတွေများလို့နဲ့ဒီရရှိမှုသားနည်းအောင်ပြောမယ်နည်းရကနေမှုသားမပအောင်ရှင်းလားသူများဒီပေါ်မှာအဘိဓါစိတ်တွေငါတို့များနေတယ်ကိုယ့်တက်ကြီးပွားသူချမ်းသာသူအစင်းပြင်းသူအဘိဓါတွေများကုသိုလ်စိတ်လားအကုသိုလ်စိတ်အိုးဒီစိတ်တွေနောက်မဖြစ်အောင်ကြိုးစားမယ်ရှင်းလားသဘောပေါက်သလားဦးဇင်းတို့လည်းဒီလိုသွားနေရတာကိုပြန်ကြည့်လိုက်ရင်ဥဒ္ဓမင်္ဂလာလောဘကလည်းအပြည့်သဘောပါလားကိုစစ်ကြည့်ရကိုစစ်ကြည့်ရခုဓမ္မပူဇာဆိုနည်းနည်းကြိုက်မလားများများကြိုက်ဘုန်းကြီးနည်းနည်းလိုချင်လားများများလိုချင်များလိုချင်တာဗောနော်အစိတ်ထဲရှိတဲ့အတိုင်းပြောတာပါသဘောပါလားနည်းနည်းလူတဲ့လူဆိုရင်လူတော်တန်တော်ပုဂ္ဂိုလ်များကျမ်းမာကြပါစေမလူမတန်ပုဂ္ဂိုလ်များကမ္မတကပေါ့သဘောပါလားဒါပေမဲ့လောဘလည်းအပြည့်တ
လောဘအပြည့်ဆိုမှတော့ကျန်တာဆက်မစင်စားနဲ့ဒေါသလည်းအပြည့်ပဲဒေါသဆိုတာလောဘကလာတာဖြစ်ချင်တာမဖြစ်လို့ဒေါသကိုဗျရှင်းသလားအဲ့တော့ဒေါသလည်းအပြည့်ဒေါသအပြည့်ဆိုမှတော့မောဟလည်းအပြည့်အိတ်လိုက်ထားကုန်တာတော့ရှင်းလားအဲ့လိုကနေတခါစကားပြောလိုက်ရင်တခါပြောသေးတာသူမင်္ဂလာလေကိုယ့်ကိုပြန်ဆန်းစစ်ကြည့်တယ်ပြောလိုက်မှဖြင့်သူများမကောင်းကြောင်းကိုကောင်းကြောင်းလေကိုဘက်ကတော့နည်းနည်းလေးတော့အမွန်းတင်ထားတာပရိယာလည်းကြွယ်တော့ဟိုလိုလေးတင်လိုက်ဒီလိုလေးတင်လိုက်ပေါ့ရှင်းသလားမူမမမှန်ပဲနဲ့ကိုဘက်တော့နည်းနည်းလေးတော့သာထိုးထိုးလေးမလုပ်ဘူးလားအဲ့ဒါကိုကကိုရှာတွေ့ထားတာကိုစွမ်းအားတွေနော်နောက်ထေရုပတ္တိရေးခြင်းရေးကြရှင်းလားအဲ့ဒါသူမင်္ဂလာထေရုပတ္တိရေးမလို့တဲ့တချို့ကလာသေးတာအရှင်ဘုရားနဲ့အသိသမိုင်းလေးပြောသားပါတယ်အတိတ်ကတော့တစ်စက်မှမကောင်းလို့กว่าဟမ်ဒါပြန်သာသနာတော်ကိုအရှင်ဘုရားကြီးညိုပြီးဝင်လာပုံလေးဟဲ့ကြီးညိုတာတော့ပြောမနေတဲ့အမေကအရက်မူးလို့ကြောင်းပို့လိုက်တာနော်ကြောင်းရောက်လာပြီးတော့အခုမြဲနေတာဝတ်တုံးက10ရက်ရှင်းနော်အဲ့တော့ငယ်တော့အမြဘုန်းကြီးဝေးပါလို့ပြောရင်အဲ့ဒီလူကိုတတ်ပြစ်ရှင်တော့အောင်မုန်းတယ်ဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးဖြစ်ရင်လူညွတ်တုံးပြီလို့ထင်တာဟုတ်ဘာလို့ဆိုပြင်ရတဲ့ဘုန်းကြီးတွေစားပြီးအိတ်နေတာများတာရှင်းသလားကိုရဟန်းဝတ်တဲ့အခါကျတော့ဘယ်လုံးเสียရတယ်ကိုတဘုံကြီးဒီမှာဖတ်ကိုမောလို့ပြေးလိုက်ရတာဟမ်အမေကလည်းခဏခဏပြောတယ်မင်းဒီလောက်ပြင်းတော့ဘုန်းကြီးဝတ်ကြည့်ဆိုတော့ဩဘုန်းကြီးတွေကငပြင်းနေပဲလို့သူတို့ပြောတယ်ငယ်တော့ထင်ရတာပါအားလုံးသိခါကြပါဘယ်သူမှရွေရတာမဟုတ်ပါဘူးကိုယ်စိတ်ကိုပြောတာပါအဲ့ဒါလို့ဖြစ်ခဲ့တော့ဒါကြောင့်ပို့လိုက်တာ10ရက်မင်းသင်္ကန်းဝတ်ရမယ်ဆိုမိတ်စိတ်ချမ်းသာပြီးတာပဲဆိုတော့ဝတ်လိုက်တယ်ကျောင်းရောက်တော့မှလုံးเสียခိုင်းကြတယ်သူမလားအငြိမ့်ကြီးမနေတာဘူးအဲ့တော့ဒီနေရာဘာလို့ဒီနေရာဘာလို့ရတယ်ဆိုတော့ကိုကျုပ်လည်းမျက်ရည်ရရနေဓမ္မဂရိကဖြစ်လာရှာသဘောပေါက်သလားဓမ္မဂရိကကြီးလုံးမယ်ဆိုပြီးယူရွယ်လာတာမဟုတ်ပါဘူးဘာလို့ရင်းနဲ့မျက်ရည်ရင်းနဲ့အကြောင်းနဲ့အမိုက်ရှင်းရင်းကနေပြီးတော့ဓမ္မဂရိကဖြစ်လာဒီမျက်ရည်သမားကလည်းမျက်ရည်ရင်းနဲ့ဇယတကဖြစ်သွားရှင်းသလားအဲ့ဒီမှာဘုရားကအနည်းငယ်မြသောကုသိုလ်လေးပဲဆိုပြီးတော့လည်းမလုပ်ဖဲမနေပါနဲ့အနည်းငယ်သောအကုသိုလ်လေးပဲဆိုပြီးတော့ပေါ့ပြီးတော့မနေနဲ့တဲ့ပယ်နိုင်အောင်ကြိုးစားကိုနိုင်သလောက်သာလုံလဝရိယရှိရှိနဲ့ကြိုးစားမယ်ဆိုရင်လိုချင်တဲ့ပန်းတိုင်ကိုရနိုင်မရနိုင်အဲ့တော့မေရောပေါ်စားနေကြမလားကြိုးစားကြမလားကြိုးစားကြမယ်ဆိုတော့တတိထားဝရိယဆိုင်ပညာနဲ့ကြည်ပညာနဲ့ကြည့်တော့အခုသူတော်ကောင်းတို့မှာရှိတာခန္ဓာပဲနှစ်ပါးလေပြောကြည့်သားမှာပါလိမ့်လေစာလို့တော့ဆိုတတ်ပြီစာလို့သိနေုံနဲ့တော့ဟမ်စာအုပ်ထဲဟာသိရမှာလားခန္ဓာတွေကဟာသိရယူဘက်ခန္ဓာလို့စာလို့ဆိုတာကမြန်မာလို့ကိုယ်ခန္ဓာကိုယ်အသိနဲ့ကြိုက်ကြည့်တော့ဘာတွေ့ဖောက်ပြန်တာတွေ့ရဘာတွေ့ရမလဲဘုရားကဖေနပိဋ္ဌုပမံရူပံတဲ့ရူပံယုတ်တရားကြီးကရေမြုပ်ဆိုင်လို့ပဲတဲ့ဘာလဲတူလဲအဲ့ဒါဂင်္ဂါမြေကမ်းမှာဘုရားကသရင်သုံးနေနဲ့ယဟန်တွေကိုခြေသားတို့လာကြမိုးတွင်းကာလပေါ့ရေတွေလိုင်းလုံးထားပြီးတော့အထက်ကမိုးရေတွေကျလာတော့မြစ်ထဲမှာပါတယ်ပါလားရေမြုပ်ဆိုင်ကြီးတွေနော်အထက်ကမြေတွေပါတယ်ပြိုကျတော့ရေမြုပ်ဆိုင်ကြီးတွေအဲ့ဒါမင်းတို့သေချာစိုက်ကြည့်စမ်းကွာလေရေမြုပ်ဆိုင်ကြီးတွေတဲ့အဆိုင်ခဲအတုံးခဲကြီးလို့မှတ်နေရတာသေချာကြည့်တော့ဘာဖြစ်လဲရေမြုပ်ကလေးတွေတဖွာဖွာနဲ့ပေါက်ပြီးကြာတော့ဘာဖြစ်သွားပျောက်သွားရှင်းလားခုလည်းခင်ဗျားတို့ကျုပ်တို့ရုပ်ကြီးဟာအဆိုင်ခဲကြီးလို့ထင်ရသေချာညာနဲ့စိုက်ကြည့်တော့ဗာမြဲတာတွေ့တလုံးတရွနဲ့ပေါက်ကွဲပြီးတော့ပျက်စီးနေတာမသိကြဘူးလားစူးစိုက်ကြည့်မယ်ဆိုရင်ဗာနဲ့တူတဲ့ရေမြုပ်ဆိုင်နဲ့ရှင်းလားအဲ့တော့တို့ခန္ဓာကိုယ်ကြီးမှာရုပ်ကယ်လို့ကြည့်ရင်ရုပ်တွေ့ရမှာလားဖောက်ပြန်တဲ့သဘောတွေ့ရမှာရုပ်ကိုဖွဲ့စည်းထားတာဓာတ်ဘယ်နှပါလဲပထဝီအဲ့တော့ပထဝီတွေ့မှာလားဒေဇောတွေ့မှာလားအာဘောတွေ့မှာလားဝါယောတွေ့မှာလားဘာတွေ့မှာ
ဘယ်သဘောတွေ့ရမှာလဲအဲ့ဒါမလီဟမ်ဦးယောဂီတရားဝလာတဲ့အချင်းတော့နီးနေပြီနည်းနည်းလေးဒါအားထုတ်နေတဲ့လူတွေအတွက်အရေးကြီးလို့ပြောပြမယ်ညံ့ညံ့တော့ပြောရမှာပေါ့အချင်းနည်းနည်းပဲကျန်တော့ဟို6မှာဒကာကြီးတယောက်ကတရားဝဲလို့တော့တရားလန္နာအဲ့တော့တရားလန္နာလည်းပြောတာပွဲတဲ့သူမလား3ရက်မြောက်နေ့ကျတော့ကြောင်းရောက်လာတယ်တဲ့ကြောင်းမှလာပြီးတော့ကြော့တယ်ဒကာကြီးတရားနာမလာဘူးလားဆိုမလာဘူးဗျာတဲ့အရှင်ဘုရားကိုတော့တပည့်တော်မနေ့တိုင်းအစောကြီးလာပြီးတော့ဝယ်တာတပည့်တော်ပဲတဲ့အဲ့ဒါချက်ချင်းလာပါတယ်တဲ့အရှင်ဘုရားဘာလို့ခင်ဗျားတရားလာမနာလဲဆိုအရှင်ဘုရားတရားဝဲပြီး15မိနစ်တရားထိုင်ခိုင်းတာတဲ့နေဦးမရှိနေဦးနော်15မိနစ်တရားထိုင်နေဘာဖြစ်တုံးပြဆိုမဟုတ်ဘူးတဲ့တပည့်တော်ထိုင်နေပါတယ်တဲ့အမြဲယောဂီတယောက်ပါတဲ့ဗရိတ်သာတစ်ခုမှပေါ့လေနေတာအဲ့တော့တရားလာထိုင်ရတာတပည့်တော်ထိုင်ရတာကြောက်လို့မဟုတ်ဘူးတဲ့ဒါပေမဲ့တရားထိုင်လိုက်ရင်တပည့်တော်ကဝါရောသိမ့်များတယ်။ဘာသိမ့်များဝါရောသိမ့်များတော့ဘာဖြစ်လဲတကားကြီးကျုံမသိလို့ပြောသမှာအောင်ဆိုဝါရောများတော့ဟမ်တုံတာပေါ့ဗျာတုံတာမှခုံလိုက်တာလေတိုင်တိုင်းနဲ့တိုင်လောက်သွားတာအရှင်မြတ်ထိလို့ကိုမရဘူးအဲ့ဒါကြောင့်ဘေးလူတွေနောက်ရှက်ဖြစ်မှာဆိုလို့တဲ့ဟုတ်ပြီနော်သူကအဲ့လိုပြောတော့ဝါရောဆိုတာအဲ့လိုမျိုးလားလို့ကျုပ်ကမသိဘူးနော်ဟုတ်ပါမသိပါဘူးအဲ့ဒါကျုပ်ကမသိဘူးတခါကြီးဟာလို့ဆိုပြီးတော့တရားထိုင်တာဘယ်လောက်ကြာပြီးတော့ရိတ်တာမှရောက်နေတာဘယ်လောက်ရှိပြီးတော့အာလာပါလာပါလေး6ပြော15မိနစ်20လောက်နေပြီအဲ့တော့မှတခါကြီးသတိရလို့ကျုပ်ပြောဦးမယ်အခုလည်းခမရခုံတာတစ်ခုမှလည်းမတွေ့ရပါလားဟမ်ကျန်တဲ့ကျုံနဲ့ထိုင်နေတာဘယ်လောက်ရှိပြီဆိုရှင်မြရောက်တဲ့ချိန်ကလေးဆိုနာယူဝက်ရှိပြီတဲ့တစ်ချက်မှလည်းမတုံပါလားဟမ်ဝါရောများတဲ့လူဆိုအခုလည်းတုံနေရမှာဘာလို့တရားထိုင်မှချော်တော့ခောက်ပြီးတုံရတယ်လဲရှင်းလားအဲ့ဒါသတိထားပါဘာမှမတွေ့ဘူးခင်ဗျားတို့တွေ့ရမှာပါလေဖောက်ပြန်တာရုပ်မှန်ရင်ဖောက်ပြန်ရှင်းလားပူရာကအေးလာတာဘာဖြစ်တာလဲဖောက်ပြန်တာအေးရာကပူလာတာဖောက်ပြန်တယ်လို့မှတ်ပါတင်စောများတယ်လုံးမနေပါနဲ့ရှင်းလားခင်ဗျားတို့သရုပ်ခွဲပိုင်းနေတာလားသဘောကြည့်ခိုင်းနေတာလားအဲ့ဒါပဲဖောက်ပြန်တဲ့သဘောကဖြစ်ပြီးရင်ဒကာကြီးတို့အဲ့ဒါလေးပဲစဉ်းစားပါပြန်တော့လို့အရှင်ပြပြီးတော့တရားမေးမလို့လာတာနဲ့မေးစရာမလိုတော့ဘူးပြန်တော့မယ်သဘောပါလားအဲ့ဒါပဲလို့ကိုယ့်အကိုစဉ်းစားပါလို့ဝါရောများတဲ့လူဆိုအချိန်ပြည့်တုံနေရမှာပေါ့ခင်ဗျားဘာလို့တရားထိုင်မှတုံကြုံရှင်းလားအဲ့ဒါဝါရောနဲ့မဆိုင်ခင်ဗျားစိတ်ကဖြစ်နေတာလို့ရှင်းလားအဲ့တော့စပြီးအာထုတ်ကစားကခင်ဗျားလောဘသိကြီးတဲ့လူကိုလို့တရားအာမထုတ်ခြင်းကရကျင်တာဟုတ်တယ်ဗျာဟုတ်တယ်ဗျာအဲ့တော့ဇွတ်တင်းတော့တခါလေတင်းတော့ဝရိယလောတော့ဒီမှာတခါလေထောက်ကံမှုတွေများလာတုံးလာတယ်တုံလို့ထိမ့်လေတုံလေဝါရောများလို့တုံတာမဟုတ်ဘူးခင်ဗျားစိတ်ကဆွဲနေလို့တုံတာပြန်လို့ရှိလိုက်ရှင်းလားဒါဖြင့်ယုတ်ကပဲသဘောရှိတယ်ဟောက်ပြန်တယ်ဖြစ်ပြီးတော့ပြည့်တယ်ဝေဒနာကခံစားတာကရည်ပွက်လိုပဲတဲ့ကံရည်ပြင်ပေါ်မှာမိုးပေါက်ကလေးတွေကြာတာတွေ့ဘူးလားအဲ့တော့အဲ့မိုးပေါက်ကလေးတွေကြာလိုက်တော့ဖွဲခနဲ့ကြာပြီးကံရည်ပြင်နဲ့ထိပြီးပါဖြစ်တော့ပြက်သွားတယ်အဲ့တော့ဝေဒနာလည်းဒီတိုင်းပဲထိတဲ့ချိန်ပေါ်တယ်ပေါ်ပြီးရင်ပြက်ရှင်းသလားတရားထိုင်မှနာလားမထိုင်ခင်ကနာလားထိုင်နေမှနာတာထိုင်နေမှနာတယ်ဆိုတော့ထိလို့နာတာပေါ့ရှင်းသလားအဲ့တော့အဲ့နာမှုလေးကကိုကခေါ်ထားတာလား तू ကထိလို့ဖြစ်လာတာလားအဲ့ဒါကိုပိုင်သလားဒါတော့ဒါအမြဲရှိတဲ့ဟာလားငကောကမနာရာကနေနားလာတာသူလည်းဖြစ်ပြီးတော့ရှင်းသလားအဲ့တော့ဝေဒနာကရေပွက်နဲ့တူတယ်တဲ့ရှင်းသလားကောင်းပြီပညာဗါတယ်လေပညာဘာလို့လဲမှတ်သားမှုရောမြဲသလားခိုင်သလားသင်္ခါရပြုတ်ပြင်တာသူကတော့ငါပြောတော့လို့ပဲဗါတယ်ဒါပြောခြင်းလို့ကိုပြောရတာအချိန်မရှိတော့နော်သင်္ခါရဆိုတာခင်ဗျားတို့ငါစေတနာမစော်ကားနဲ့ငါစေတနာနဲ့လုပ်တာငါစေတနာကိုအသိမှမပြုကြဘူးဟင်ဒီလိုမလားဟုတ်လားစေတနာဆိုတာဘုရားကဥပမာပေးလိုက်တယ်ဗါတယ်ငါပြောတော့အနှစ်မရှိဘူးငါပြောတော့ခွာကြည့်တာသဘောပါလားခုခင်ဗျားတို့ကျုပ်တို့စေတနာဆိုတာအတ္တနဲ့ရှင်တဲ့စေတနာငါလှုပ်ထားတာသူများသိစေခြင်းနဲ့ရှင်းလား
ခင်ဗျားတို့ကောင်းစားအောင်လုပ်နေတာပါကျိုးကပါရွယ်မှမဟုတ်ပါဘူးဆိုနောက်ကသူများမသိလာတဲ့ခါကျတော့ဤလှုပ်တော့မလုပ်ချင်လှုပ်တာလှုပ်ရတော့ဘယ်သူမှသိမှပြုတာမဟုတ်ဟမ်တော့ပါလားခြေရောခြေတတ်ကြလားစေတနာပြောပါနဲ့မင်းတို့စေတနာဘာနဲ့တူလဲငါပြောတော့နဲ့တူတယ်တဲ့ခြေတတ်ကြလားအဲ့ဒါလေးမှတ်မိရင်တော့ပါပြီအကျဉ်းချက်ရှင်းချိန်တော့မရတော့ဘူးကိုယ့်အကူပဲစဉ်းစားကြည့်စေတနာဆိုတာဖြစ်ပြီးရင်ပြတ်သွားတာဘာနဲ့ရှင်နေလဲဆိုအတ္တနဲ့ရှင်ကျင်းတော့ကလားဘာနဲ့ရှင်လဲအတ္တနဲ့ရှင်နေဟိုးပသိင်္ဂဓမ္မကြီးတယောက်တို့ရန်ကုန်မှာတရားပွဲနှစ်ပွဲရှိတယ်တစ်ပွဲပြတ်သွားတယ်အဲ့တော့တစ်ပွဲဟောမင်္ဂလာစီဓမ္မရောဟောပြီးတဲ့အခါကျဘုံလန်းဆက်တယ်အရှင်ဗျာတဲ့ရန်ကုန်ဒုတိယပွဲပဲနဲ့တော့အေးကွာမဖြစ်ဘူးလို့ဒီမှာပြည့်တဲ့စေရသံဘောနဲ့တိုက်နေလို့ဝမ်းသာလိုက်တာဗျာတဲ့ဟဲ့ဘယ်နဲ့ဖြစ်တာတို့တရားပွဲပြတ်တာဝမ်းသာတယ်မဟုတ်ဘူးတဲ့အဲ့ဒါတပည့်တော်တို့စီဝေါ်ပြပါဗျာတဲ့သူတို့ပြတ်တော့တပည့်တော်ရတာပေါ့အဲ့ဒါဝမ်းသာတာဟာဒုက္ခပဲအဲ့ဒါစေတနာဟမ်တပည့်တော်တို့ရက်သူရွာသားတွေသိသိချင်းလို့ပါဗျာတဲ့သူစေတနာဟိုဘက်ကဟာတွေတော့ပြတ်ပါစေခြေနဲ့သလားအဲ့ဒါကြောင့်ငါပြောတော့မှာရှင်းသလားဖြစ်ပြီးရင်ပြတ်သွားဝိညာဉ်နဲ့ခန္ဓာဆိုတာမျက်လက်နဲ့တူတယ်ဘာနဲ့တူလဲအဲ့တော့ဒီမှာအစုံအောင်ပြောရရင်ရုပ်ဘက်ခန္ဓာဆိုတာကရေမြုပ်ဆိုင်ဝေဒနာကရေပွက်တင်ညာကတန်လျက်တင်ညာပါလေတန်လျက်နေပူပူမှာရှိနေတဲ့တန်လျက်ဟောဒီသင်္ခါရကငါပြောတော့ဝိညာဉ်ကမျက်လက်ဆိုတာအစစ်မှန်လားလှည့်ပြသွားတာခင်ဗျားတို့သတိမရှိလို့မမြင်လိုက်ရရှင်းလားအဲ့တော့အားလုံးဟာမြဲတဲ့တရားတွေလားမမြဲတဲ့တရားတွေလားဖြစ်ပြီးတော့အဲ့တော့ဒီမမြဲတဲ့ခန္ဓာကြီးအတွက်နဲ့ငါတို့ကုသိုလ်လုပ်ကြမလားအကုသိုလ်လုပ်ကြမလားဖြစ်နိုင်ပါမလားမြက်ခင်းလေးကနေဇယဖြစ်သွားတာကိုကြည့်ပြီးငါတို့ကျင့်ကိုပြင်လို့ရမရကိုကောင်းမှမကောင်းမှသိရင်မကောင်းတဲ့စိတ်တွေကိုဖယ်ရမယ်ကောင်းတဲ့စိတ်တွေကိုတိုးပွားအောင်ကြိုးစားရှင်းသလားနည်းနည်းလေးကုသိုလ်ပဲလို့ဆိုပြီးတော့မလုပ်ပဲမနေလိုက်ပါနဲ့သင်္ကန်းရေဆိုတာမြင်တာနဲ့မလုပ်လိုက်မြဲရလိုက်တယ်မြဲရကနေသူအမှုမဲ့နေသလားသတိထားကြည့်နေသလားသတိထားပြီးကြည့်နေတယ်သူလှုပ်ထားတာပြီးရောတချို့အကြောင်းဆောက်ပြီးရောရှင်းတယ်နော်အခုသူ့မှာကျတော့ဗာဖြစ်လဲသတိထားဝရိယလည်းစိုက်ကြည့်လိုက်တဲ့ခါကျတော့သင်္ကန်းပါပေးဖုံနေပေးတယ်ဆိုပြီးဘာလုပ်လဲသိခင်ပေးတယ်ကြည်ရသလားဒီလိုနဲ့အမှုမဲ့နေသလားဘယ်သေးဘူးသွားရင်လာရတဲ့မနက်ခင်းကိုတော်တွေတော့အဆင်ပြေပြီးနေ့လည်လာတဲ့ပုဂ္ဂိုလ်တွေကြပါဖြစ်တော့နေပူတယ်ဆိုတော့သိခက်ကလေးမိုးပေးလိုက်အရိတ်တဲလေးအဲ့ဒီကနေမိုးရင်းကြတော့ရေတွေဆိုနေတော့ဘာဖြစ်လိုက်လဲဇယကြီးရအောင်ဆောက်လိုက်တခါတည်းဇယဆောက်ပြီးတော့လူနိုင်တဲ့အင်အားသူမှမရှိဘူးသို့တော့လုံရင်းနဲ့ဇယတကအဖြစ်ကိုအောင်မြင်စွာရသွားတယ်အဲ့တော့သူတော်ကောင်းတို့လည်းဒီတိုင်းကြိုးစားမယ်ဆိုဖြစ်နိုင်မဖြစ်နိုင်အဲ့တော့အောက်တန်းကျနေတဲ့သာသနာကိုပြန်မြင့်တင်ဖို့ဘယ်သူတွေမှတာဝန်ရှိတယ်ရှင်းသလားဒီနေ့သာသနာတော်ကြီးကဘယ်သူတာဝန်လဲဒါဖြင့်ပေါ်ဆနေကြမလားရအောင်ကြိုးစားမလားလွဲမားတဲ့မိစ္ဆာဝါဒတွေပယ်စွန့်ပြီးတော့စစ်မှန်တဲ့သာသနာကိုသာလက်ဆက်ကမ်းကြပါကျင်သလားမိဆိုင်ဖဆိုင်ဆိုတာတန်ခါဘုရားတရားတန်ခါယရဏ၃ပါးပဲဟေးကျန်တာတို့နဲ့မဆိုင်ကျင်သလားဒါဖြင့်တတိထာဝရိယဆိုင်ပညာနဲ့ကြည်ဒုက္ခနာဘယ်နှပါလဲဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ဖြစ်ပြတာမြင်အောင်ကြည့်ရင်ခန္ဓာသဘောအမှန်မသိရဘူးလားသိရရင်ဒီခန္ဓာပေါ်မှာတွေ့တာနေတဲ့လောဘဒေါသမောဟတွေလာနိုင်ပါဦးမလားမလာလို့လောဘဒေါသမောဟသိရင်ပဲရောက်မှာလို့နိဗ္ဗာန်အလိုလိုရောက်မလားလှုပ်ယူရမှာတနေ့တလံပကံပဲပြေးမလဲဆိုလို့ရနိုင်မရနိုင်အဲ့တော့ချက်ချင်းရအောင်လုပ်ရချက်ချင်းရတာကိုကြိုက်သလားမှန်လုပ်နေရတာပိုတန်ဖို့ရှိတာအဲ့ဒါတချို့ကဘလို့လှုပ်လိုက်ချက်ချင်းပဲဖို့ရကြတယ်ဆိုတော့ရတိုက်တဲ့စွမ်းအင်ရှိမှရမှာအခုခင်ဗျားတို့မှာကပါရမီရင့်တဲ့လူတွေလားနှုတဲ့လူတွေနှုလို့သာသနာနောက်ဝိုင်းကြမှာတွေ့ရရှင်းသလားချက်ချင်းရနိုင်လားအောင်ဉာဏ်ထက်မြက်ချင်းလည်းမရှိတော့ဘူးအဲ့တော့နေတိုင်းကုသိုလ်လုပ်နေရတာကိုတန်ဖို့ထိုင်ရမှာမြက်ကလေးရေးရတာပီတိရှင်းတော့သဲလေးဖုံးရတာပီတိအဲ့ဒီပီတိနဲ့သာဆက်ကြိုးသွားရင်တို့ပန်းနိုင်ရောက်နိုင်မရောက်နိုင်အားလုံးယုံသလားယုံရလားယုံရင်ကြိုးစားရင်ဖြစ်ရမယ်မြက်ခင်းပေါ်မှာဇေယျဆောက်ကြလို့ခြေတတ်ကြလားမြက်ခင်းတိုင်းပဲပြစ်ထားမလားဇေယျဖြစ်အောင်လုပ်ကြမယ်
အားလုံးညီစေနော်သဘောပါသလားဘယ်သူတွေမှာတာဝန်ရှိလဲအဲ့တော့တာဝန်နဲ့လုပ်ကြမယ်ဆိုသတိထားရှင်းတတ်ကြလားမြက်ခင်းတိုင်းပဲပြစ်ထားမလားဇေယျဖြစ်အောင်လုပ်ကြမယ်အားလုံးညီစေနော်သဘောပါသလားဘယ်သူတွေမှာတာဝန်ရှိလဲအဲ့တော့တာဝန်နဲ့လုပ်ကြမယ်ဆိုသတိထားဝရိယဆိုင်ပညာနဲ့ကြီးခန္ဓာဘယ်နှပါလဲဖြစ်ပြီးတော့ဘာသစ္စာတော့သိတဲ့ဉာဏ်ကသိတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲဆိုသစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလေတန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မိမိတို့လက်ထဲမှာရှိနေတဲ့သာသနာကိုမညှိုးနွမ်းမတိမ်ခေါ်ရအောင်မြက်ခင်းကနေဇေယျဆောက်ကြစို့လို့တိုက်တွန်းရတဲ့ဏိကုံးချုပ်ကြစို့